ကရန်ကိုရင်ဆိုင်တွေ့ကြုံခဲ့ပါပဲနေတီတခါတာကြည့်တလဲရဲ့နဲ့သမှုတရားနဲ့မှာကျင်လဲချက်စားကမလဲနိုင်ရှာပဲလောကဓမ္မတာတောကအဖျားဖျားကြုံတွေ့ရပေချစ်တော်ဖေဖေချစ်တော်မေမေမတွေ့တာကြာပြီလေဟိုရွေ့တည်းရလေလေရင်နဲ့လွယ်မွားသာသမီများမှာအတိုးချကြောပါရစေဘယ်တော့မှချစ်တဲ့မြတ်မို့တောင်းကျေးဇူးကုန်တွေဆက်လို့မကုန်ပေတီတာရဲ့တပေါက်ကလေးကြာရောင်မြနဲ့မိဘတို့ဝဲမြင်ရဲ့ပေဝါနဲ့နှလုံးပခေါင်းနှစ်ဖက်ကဝါဘက်တော်ကစီနှစ်နဲ့လူဖြောင်းကျွေးမဲ့ရှင်ရင်မတန်းရောက်အောင်ပြင်မန်းကြည်စွာငွေဖြူခဲ့ပေဒီကျေးဇူးကုန်တွေဤမျောမှန်းလို့တာကြောပါတယ်လေကျေးဇူးရှင်ဖေဖေနဲ့မေမေငယ်စဉ်တောင်ကြီးကလေးဘဝကတည်ဆုံးလို့ချောမြူပုံတွေမမီနေသေးတယ်ကိုမြူဘဝကိုပြနဲ့နဲ့အပန်းကလို့ဆိုတဲ့တန်တွေမိထီလာကတော့အောက်ကဟာကလေးကောက်ကပေးဖို့မလိုက်တဲ့အတန်လေးကိုတားဖြစ်ကြအောင်မိတဲ့အမေငယ်စဉ်တောင်ကြီးကလေးဘဝကတည်ဆုံးလို့ချုံမြူပုံတွေမမီနေသေးပေကိုပြူကိုပြကိုဝါနဲ့တဲ့အပန်းကလို့ဆိုတဲ့တန်တွေမိထီလာကတော့အောက်ကဟာကလေးတွေကောက်ကပေးဖို့မလိုက်တဲ့တန်လေးကိုတားဆိုအောင်ကြားအောင်မိတဲ့အမေကြကလေမကောင်းမြတ်တာဩကောင်းရညို့လို့ရင်းနီးပေးဝေအသက်တွေလဲတင်စေထိုင်ငါချင်းဝငါတွေကြည်မြူပါပဲကြီးမာတဲ့မြတ်တာမျိုးနဲ့သာသမီဆိုတွေကိုလဲပြိုးထုံးခဲ့မရှိခဲ့ပေနိုတလုံးဘူချေအနန္တဂိုင်းဝေကျေးဇူးရှင်မိဘနှစ်ပါးကိုတာကတော့ပါတယ်လေဘယ်လိုမျိုးတာကတော့ပါတယ်ဒီကထားလို့လေကျေးဇူးရှင်မိဘနှစ်ပါးရဲ့ဩဝါဒစကားတွေမကြားရတာကြားခဲ့ပြီလေချစ်တော်ဖေဖေချစ်တော်မေမေတာတို့သမီးတို့လက်စေပြချက်ကမိုးလို့ချစ်ခိုးကြောပါရစေကျေးဇူးရှင်ဖေဖေနဲ့မေမ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 ေမိဘ
ကျေးဇူးကိုဆက်နိုင်ကြပါစေတားလေးမှာတိမိလိုက်မှလေးများဖြစ်နိုင်ကြပါစေလို့ကျွန်တော်ဆိုပြအောင်ဒီကနေပဲဆုတောင်းပေးလိုက်ပါမယ်